Myanmar, formerly known as Burma. So congratulations to all match candidates. You should be proud of yourself. That's matching is the biggest accomplishment. For me, matching is the biggest accomplishment I have ever had. မ match တဲ့လူတွေလဲပေါ့နော်ဒီဟာလေးတစ်ခုကဒီ result လေးတစ်ခုကနော်သူကိုယ့်ရဲ့ does not measure your value, talent, future or success. So keep believing in yourself. Your time will come. So never give up. Okay. အခုဒီဗီဒီယိုလောက်အချင်းအကြောင်းအရာကြတော့match သွားတဲ့သူတွေအတွက်ပေါ့နော် residency မစခင်မှာဘာတွေ prepare လုပ်ရမလဲဆိုတာမျိုးကြိုပြီးတော့ share လုပ်ချင်တာကိုယ့်ရဲ့ experience နဲ့ကိုယ့်လိုမျိုးမဖြစ်အောင်လို့ပေါ့နော် so residency စဆင်းရမယ်ဟို matching ဒီအချိန်မှာတော့အရန်ပျော်ခဲ့တာဟိုစ match တော့ကလည်းအရန်ပျော်တာပေါ့နော်ဆိုတော့ဒီအချိန်မှာပျော်နေမယ်ဆိုတာကိုသိရပြီးတော့ခါကျတော့အခုအချိန်မှာဆို email တွေရတော့မှာ program တွေ email တွေပို့တယ် license ရှောက်ဖို့အတွက်တို့နောက်ပြီးတော့မှဟိုဗာလဲ sign ထိုးရမယ်ဒီဟိုတနေ့ sign ထိုးရမယ်ဒီမှာလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးလေးနောက်ခါကျတော့အများကြီးပေါ့ဒီကြားထဲမှာ process တွေ residency ကဂျွန်မစာမှာပေါ့နော် intern ကဂျွန်မစာမှာအဲ့ကြားထဲမှာက process တွေအများကြီးဆိုတော့don't forget to take ပေါ့နော်don't forget to go that trip this time go for a trip ဒီအချိန်မှာ key တခုခုသွားနောက်ပြီးတော့ခါကျတော့ကိုလုံးချင်တာတွေပေါ့နော်ဒီအချိန်ကကျတော့ဒါလေး time off ပဲလေးသိမလားဒါကိုရဲ့ vacation ပဲနောက်ပြီးတော့ကိုလည်းဒီကြီး residency လေးရသွားပြီဆိုတော့ဒီအချိန်မှာပျော်တဲ့နေပေါ့နော်အဲ့တော့ပျော်မယ်ပျော်ပါနေပျော်ပါအစွမ်းကုန်ပျော်ထားပျော်ပြီးတော့ခီးတွေပါတွေသွား residency မစားခင်အတွက်ပေါ့နော်ဒါပေမဲ့အဲ့ကြားထဲမှာလည်းသိမလားအချိန်အများကြီးပေးရမယ်လို့မဟုတ်ဘူးတနေ့ကိုအချိန်နည်းနည်းစီပေးပြီးတော့ပြင်ဆင်လို့ရတာလေးကို share လုပ်ချင်တာအဲ့ဒါမှ residency ဆင်းတဲ့ခါကျတော့ကိုမထင်ထားတဲ့ဟာတွေတွေးလာမှာပေါ့နော်အဲ့လိုမျိုးဟိုသူများတွေနေတော့မတူဘူးပေါ့နော်ကိုကဒီနိုင်ငံဟိုကိုကမြန်မာပြည်မှာကျတော့ဒီ residency ဆင်းတယ်ပြီးတော့ခါကျတော့ AS လုပ်တယ်ဆိုတော့ဘာကွာလဲဆိုတော့ဒီမှာကျတော့အတန်းကြီးကို preset လုပ်ကြတယ်ဆိုတော့ family medicine ကျတော့ကွာ internal medicine လို့မဟုတ်ဘူးသူကများတော့ဖျားကျကိုက clinic ပါတယ် clinic ပြီးရင် rotation တွေက clinic ပြီးသွားတာနဲ့ outpatient ပေါ့နော် attack clinic ပြီးသွားတာနဲ့သူက pediatric ကို join pediatric က outpatient clinic ဖြစ် pediatric hospital rotation and then like OB ရောက်သွားပြန်အောင် OB ကနေပြီးတော့မှ women health ရောက်သွားပြန်အောင် women health ကနေပြီးတော့မှတခါထပ်ပြီးတော့hospital medicine ဆိုတော့လေအမြဲတမ်းကလေ brain ကလေဟိုအမြဲ switch လုပ်သွားတာပေါ့နော်ဆိုတော့နည်းနည်းလေးထပ်ဖြစ်တယ်အမြဲတမ်းကြည့်ဒီနေရာမှာနေရတာမဟုတ်တော့လေတစ်ခုနဲ့အစပိုင်းမှာလေ rotation တစ်ခုနဲ့မှာတလားပြီးတလားပြောင်းသွားတဲ့အချိန်မှာသူနည်းနည်းထပ်ဖြစ်တယ်လုံးဝယူ completely switch လုပ်သွားတာအခုမှ OB ကနေပြီးတော့ကလေးကိုတန်းရောက်သွားကလေး inpatient ရောက်သွားအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ခက်တယ်လောက်ကျူတွေနဲ့ clinic လည်းရှိတယ်ဒါပေမဲ့ဟို family medicine ဆိုတာကကြတော့လေခေါင်းတော်တကူကပါလဲဆိုတော့ကိုကဟို community အကြောင်းလမ်းလုပ်လို့ရတယ်ဒီနိုင်ငံရဲ့ culture ကိုပို့ပြီးတော့လမ်းလုပ်လို့ရတယ်နောက်ပြီးလူတွေနဲ့စကားပို့ပြီးတော့ပြောဖြစ်တယ်နောက်သူပေါ့ patient အနေနဲ့လည်းတကယ် family လို့ဖြစ်တယ်เนาะဒီ patient တယောက်တည်းနဲ့မဟုတ်ဘူး patient ရဲ့ family member တွေနဲ့ပါပေါ့နော်ဟို patient ရဲ့ family member တွေလည်းပါတည်ခွင့်ရတယ်ပြီးတဲ့ခါကျတော့တစ်ခါကျရင်တမိသားစုလုံးကကိုယ့်ရဲ့ patient ဖြစ်နေတာမျိုးတွေရှိတတ်တယ်ဆိုတော့ခါကျတော့လေဟိုကောင်းနေပေါ့နော် a lot of diversity ပဲဒီ field ထဲမှာဆိုတော့ share လုပ်ချင်တာပါလဲဆိုတော့ဒီ residency စဆင်တဲ့အချိန်မှာဘာကိုတွေ့ရလဲဆိုတော့ဘယ်သူမှလာပြီးတော့ကိုလူနာတော့ကြည့်ပြီးတော့နဲ့တန်းဒီကို preset လုပ်ကြတယ်ဒီမှာ preset အများနဲ့လုပ်ကြတယ်ကွာ outpatient အခု outpatient ကိုရင်စပြောမယ်ပေါ့နော် preset တလုပ်ကြတယ်လုပ်ကြတဲ့ခါကျတော့ရှင်လေဘယ်သူမှကိုမတင်ဘူးပေါ့နော်ဘယ်လိုမျိုး present လုပ်ကြမလဲအတန်းဒီကိုပေါ့နော်ဆိုတော့အတန်းဒီကို present လုပ်ကြမယ် so presentation နဲ့တွားတယ်ပြီးကို assessment plan ပါလဲပေါ့နော်အရေးကြီးအမပြီးမှာကျတော့အဲ့လိုမျိုး presentation လောက်ရတာမျိုးကကြာလွယ်တယ်လေသူတို့နော်ကို language နဲ့ကိုဆိုတော့အရင်လွယ်တယ်ဟို concept လည်းဘယ်လိုလုပ်ရမလဲဆိုတာတည်းဒီမှာကျတော့ language ကကို language မဟုတ်ဘူးအဲ့ဒီခါကျတော့ preset လုပ်ဖို့အတွက်ကကျတော့နည်းနည်း challenge ဖြစ်တယ်နောက်ပြီးတော့ဟိုပါဘောနော်များသောဖြင့်ကျတော့ကိုက present လုပ်တဲ့ခါကျရင် concept ဖြစ်ရမယ်တည်တဲ့ချက်တွေပါရမယ်ပေါ့နော်ဆိုတော့အရေးကြီးရဆိုတော့အဲ့တော့ဘယ်လိုမျိုးအတန်းကြီးကို present လုပ်မလဲဆိုတာမျိုးပေါ့နော်စုပ်ဟိုဟာနဲ့ကြည့်ပြီးတော့ prepare လုပ်ထားပါပေါ့နော်ဒီအချိန်မှာဖတ်လို့တော့ပြီးသေးတယ်အချိန်လေးအများကြီးရသေးတယ်ဆိုတော့
စုံ format နဲ့ present လုပ်ပါအဲ့အတွက်ပြင်ထားပါပေါ့ဒါပေမဲ့တယောက်နဲ့ကတော့လေဟိုအကြိုက်ချင်းကတော့ကွာတယ်ဆိုတော့လေဟိုဒါပေမဲ့စုပ်ကတော့ဒါ baseline ပဲပေါ့နော်အဲ့ဒါလေးပြင်ထားဖို့ပေါ့နောက်ပြီးတော့တချို့ case တွေပေါ့နော်အမှာဆိုရင် family medicine ဆိုရင် outpatient မှာတွေ့ရမယ့် common case တွေကိုဒါပြီးသွားရင် share လုပ်ပေးသွားမယ်ဆိုတော့အဲ့ဒါလေးတွေကြိုပြီးဖတ်ထားလို့ရတယ်နောက်ပြီးတော့ရမင်းကကျတော့ဟိုမှာနေတာဆိုမှမှာဆိုလို့ရှိရင်ဟိုပကူးမှနေခဲ့တာဆိုတော့အဲ့ပကူးမှာလူ GP လုပ်တဲ့နေများနှစ်ယောက်ရှိတယ်သူတို့ကိုစေကံတော့ပြလို့ရှိရင်လေသူတို့ကအဲ့လိုမျိုးပါဇက်ကနေပြီးတော့လေပြီးရနေတိုင်းရွတ်တယ်ပါစားမယ်ပါလို့ရမယ်ပေါ့ရွတ်သွားလေဆို family medicine မှာကျတော့အဲ့ဒါအရေးကြီးရယ်အထူးသဖြင့်ဟို lifestyle modification ပေါ့နော်ဟို hypertension ပေါ့နော်အဲ့ဆိုလို့ရှိရင်လည်းဘာလုပ်ရမလဲအဲ့ဒါတွေကလည်းအရေးကြီးရယ်တဲ့ကိုကလူနာကိုလေအမြဲတမ်း lifestyle modification ကိုအမြဲပြောနေတာဘယ် case လာကိုကပြောရမှာတဲ့ဒါပြီးဆိုလည်းဘယ်စားရှောင်ဘာလို့ဆိုအဲ့ဒါတွေတော့ရှောက်တယ်လေပြောရတယ်ဒီလားအဲ့ဒါကလေဟိုသူတို့ကိုအတူယူတာပေါ့နော်သူတို့ကတော့ဗမာလိုပြောတာပေါ့နော်ဒီမှာကတော့ကိုက English လိုပြောတာဒါပေမဲ့သူတို့လိုပဲပြောရတယ်လို့ပြောတာကိုစီလာတဲ့ patient တွေအကုန်လုံးအဲ့လိုပြောပေးရတယ်ဆိုတော့အဲ့ဒါကိုပြင်ထားဖို့ပေါ့နော် hypertension ဆိုဘယ်လိုပြောမလဲပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းစူးစမ်းပြီးတော့အဲ့လိုမျိုး lifestyle modification ကိုဘယ်လိုမျိုးပြောရမလဲဟိုအဲ့ဒါမျိုး share လုပ်ပေးသွားမယ်ဆိုတော့အဲ့ဒါလည်းအရေးကြီးရယ်ပြီးတော့ family medicine ကြတော့ကို patient ဟိုဟာလေး panel site ရှိရဲဆိုတော့ patient တွေကိုကို patient အနေနဲ့လောက်ထားပါတော့ကို patient တွေပဲနာမည်တွေကကိုရဲ့အောက်က patient တွေပဲဆိုတော့ဟို patient တွေလည်းကိုကိုကြိုက်ဖို့လိုသေးတာပေါ့နော်အဲ့ဒါက family medicine key ပဲ patient တွေနဲ့ကဟို connection ရှိရမယ် patient တွေကကိုသဘောကျရမယ်ဆိုတော့လေအဲ့ဒီ lifestyle modification ကလေအရေးကြီးရယ်စေးကူတာထက်ကိုလေအဲ့ဒါအေးကြီးရပေါ့နော်စိတ်ကူလာလည်းအေးကြီးရဆိုတော့အခုဟို case တွေကိုအခု share လုပ်ပေးသွားမယ်အဲ့ဒီ share လုပ်ပေးသွားတဲ့ case တွေကိုဟိုစူးစမ်းပြီးတော့ prepare လုပ်ထားပါတော့ဒါပေမဲ့เนาะ you deserve to be happy like enjoy this time ဒါပေမဲ့လေဒါလေးရာကြတော့ကိုတော့ကမပြင်ခဲ့ရတော့လေဟိုပြင်စေချင်လို့ပေါ့နော် share လုပ်ပေးသွားပါမယ်ဟိုဒီခေါင်းစဉ်တွေက primary care မှာတွေ့ရမယ့်ခေါင်းစဉ်တွေပေါ့နော်ဟို commonly တွေ့ရမယ့်ခေါင်းစဉ်တွေ hypertension diabetes CKD lipid COPD asthma fatigue anxiety depression back pain knee pain eczema acne atopic dermatitis upper respiratory tract infection sinusitis and 17 and ကျတော့ otitis media ဒီဟာကိုအောက်မှာ attach file နဲ့ထည့်ပေးထားမယ်ဒီကောင်းစင်တွေပေါ့နော်ကြိုပြီးတော့ဖတ်ထားပြီးတော့ပြင်ထားတဲ့တယ်ပေါ့သူတစ်ဖြင့် lifestyle modification ပေါ့ပြောဖို့အတွက်ကကြောင့်ဒီ အားလုံးက lifestyle modification လိုတယ် lifestyle modification or the no health education ပြောဖို့လိုတယ်ဆိုတော့ဒါမျိုးတွေကိုအဲ့လိုမျိုးလေး primary care လုပ်မယ်ဆိုရင်ဘယ်လိုမျိုး health education ပြရမလဲဆိုတော့ prepare လုပ်ထားလို့ရှိရင်ပို့ပြီးတော့လွယ်မယ်လို့ထင်တယ်ဆိုတော့ဒါ share လုပ်တာပါဒီခေါင်းစဉ်19ခုကဒါ primary care မှာအများဆုံးတွေ့ရတဲ့ခေါင်းစဉ်တွေပေါ့နော်ဆိုတော့လုပ်ထားဖို့ share လုပ်ပြရအောင်ဆိုတော့ခုနကဘာတွေဘယ်ကောင်းစနေ prepare လုပ်ပြီးပါပြီလို့ပြောရပြီပေါ့နော်ဆိုတော့အဲ့ဒါအခုဒီဘက်ကဗီဒီယိုကတော့ဘယ်ကောင်းစနေ prepare လုပ်ရမလဲဆိုတာမျိုးအရင်ရှင်းပြသွားမယ်နောက်ဘက်ဒီမှာကျတော့ဟိုဘယ် resources တွေတုံးတင်နေဘယ်ဟာတွေဖတ်တင်နေပေါ့နော်ဘာလို့ဆိုတော့ခိုင်းကြရင်လေဟို resource တွေအများကြီးပဲတင်တာဟာငါဒီဟာကိုစသချင်း first year စသွားတော့ဆိုရင်လေကိုက first year စတက်တော့ပေါ့နော် intern ရတော့အကုန်လုံးချင်တာအကုန်ဟိုရှိသမျှတော့ဟာတွေ sign up လုပ်ဝယ်ပေါ့နော်စန့်ကုန်တာပဲပေါ့နော်ရှိရဲဆိုတော့ဘယ်ဟာကိုလုံးတင်လဲဘယ်ဟာမျိုးကိုဖတ်တင်လဲပေါ့နော်ဘယ် podcast တွေကိုနားထောင်တင်လဲဆိုတာတွေကိုကြောက်နောက်ပတ်တင်မှာပြောပြတော့မယ်ပေါ့နော်ဒီထဲမှာလဲ lifestyle modification ကိုဘယ်လိုမျိုးလေးပြောရင်ကောင်းမလဲဆိုတာမျိုးလေးလည်း share လုပ်ပြတော့မယ်နောက်ပိုင်းကြောက်ကိုကဟိုပေါ့ဒီနိုင်ငံကိုလာတဲ့ဒီနိုင်ငံမှာသူများနိုင်ငံမှာလှည့်ရတဲ့ခါကျတော့ဟိုကိုယ့်ရဲ့ဟိုပါပေါ့ကိုမှန်နေတယ်လို့ရှိရင်ပြောရဲဖို့လိုတယ်ကိုမှန်နေတယ်ကိုအတွက်ပေါ့နော်ဟိုအကျိုးရှိနိုင်မဲ့ထင်ရင်ကိုအတွက်ကို stand up လုပ်ဖို့လိုတယ်ပေါ့နော်ဘယ်တော့မှဟို stand up ကိုအတွက်ကို stand up လုပ်ဖို့မမေ့နဲ့ပေါ့နော်နောက်ပိုင်းဘယ်လိုမျိုး advocate ကို advocate လုပ်ရမယ်ဆိုတဲ့ဗီဒီယိုလေးတွေလည်းလုပ်ပါမယ်ပေါ့နော်ဆိုတော့အဲ့တော့ခွာကြတော့လေ matching result ထွက်တဲ့နေ့ပေါ့နော်အဲ့ဒါလေးကိုလည်း experience ကို share လုပ်ပေးမယ်
ဟိုအဲ့ matching result matching ဒီကိုရောက်လာတော့စာဖတ်ရတယ် residency အတွက်ဟာစာရေးဖတ်ဒီလိုစိတ်ညစ်တယ်ပေါ့နော်အရင်ကစိတ်ညစ်တာ residency ပြင်တော့လဲအဲ့ matching စာထက်တဲ့ US application တွေတင်တယ်program တွေရှောက်တယ်ပေါ့နော် family medicine ယူလိုက်တာကြာဗမာပြည်ကဟာနဲ့တူတယ်လေသူရဲ့သွားတဲ့ flow ကဗမာပြည်ကအတိုင်းပဲဆိုတော့အဲ့ဒါလည်းပါတယ်စိတ်ထဲမှာအဲဒါကိုရွှေ့လိုက်တာပေါ့နော်ဟိုပြီးတော့ခါကျတော့ကိုကလေဒီနိုင်ငံရဲ့ဟိုပို့ပြီးတော့နိုင်ငံထဲမှာ invest ဖြစ်နေတာကခြားလဲလမ်းလုံးချင်တဲ့လူတွေကြောင့်လည်းတည်ချင်တယ်ဆိုတော့ဒီလိုလိုက်တာပေါ့နော်အဲ့ဒါလည်းပါတယ်ဟိနှစ်ခုနဲ့ဒီ family medicine ကိုရွှေ့လိုက်တာဆိုတော့နောက်ပိုင်းပေါ့နော်ဒီဘာကြောင့်မလို့ family medicine ကိုရွေးဖြစ်တာလဲဘာလဲဆိုတာလေးလည်းထပ်ပြီးတော့ပြောသွားပေးမယ်ဆိုတော့အဲ့ matching result ထွက်တော့လေဟို manifest လုပ်တယ်ဒီလားအဲ့သူများတွေယုံလားမယုံလားမသိဘူးကိုယ့်ရဲ့လေစိတ်ကလေ power အရင်ကြီးရလို့ထင်နေတယ်လူတိုင်းရဲ့ mind အရင် powerful ဖြစ်တယ်ဆိုတော့ဘယ်လိုမျိုး manifest လုပ်လဲဆိုတော့ဟိုလေဟို Google မှာရိုက်ကြည့်လိုက်တယ် matching ဖြစ်ရင်ဘယ်လိုမျိုး email ရမလဲဆိုတာပေါ့နော်သိတော့သိတယ် match ရှင်လဲသူ email ပို့မယ်မ match ရှင်လဲမ match ရင်လဲ email ပို့မယ်ဆိုတာသိတယ်ဒါပေမဲ့လေကိုတိုင်းကလေ match ရှင်ဘယ်လို email ရမလဲဆိုတာပဲကြည့်ထားတဲ့အခါကျတော့လေအဲ့ဒီမိနစ်မှာဖွင့်လိုက်တော့လေကိုကြည့်ထားတဲ့အဲ့ email ပဲရတယ်ဆိုတော့အဲ့အချိန်မှာကိုယ့်ရဲ့ vision board လိုမျိုးလုပ်ထားပါတော့အဲ့မှာ matching ထွက်ရင်ငါဘယ်လို email ရမလဲဆိုတာမျိုးပဲနေ့တိုင်းကြည့်သွားတာဆိုတော့လေ manifestation ကလည်းရေးကြည့်ရငါ match မယ်ငါဖြစ်မှာပေါ့နော်အဲ့လိုမျိုးစိတ်မျိုးထားပြီးတော့လောက်တာပေါ့နော် result ထွက်တဲ့နေ့မှာဆိုလို့ရှင်လဲပျော်တာဘယ်လိုမျိုးမြောင်ပြောပြတတ်ဖို့ပေါ့နော်ဆိုတော့ဟိုအခုအချိန်မှာပျော်ထားပါပြီးတော့အားလုံးပဲ congratulation ပါလို့ပြောပါတယ်ပြီးတော့ thank you ပါအခုချိန်ထိဒီဗီဒီယိုကိုကြည့်ပေးတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဆက်ပြီးတော့လည်းကိုပါရီကြုံတွေ့ခဲ့ရတဲ့ interview မှာပြီးတော့ဗမာအထူးသဖြင့်မြန်မာတွေအတွက်ပေါ့နော်ဟိုကိုယ့်ရဲ့ experience